အားလုံးမင်္ဂလာပါဘာဆန်လန်အမှန်နေကြိုဆိုပါရစေ။ကဲညီကိုတို့ကျွန်တော်တို့ဘာစီလိုနာအသင်းရတော့အာလီဂါပွဲစဉ်ဆက်ခွန်အဖြစ် certify ကနောက်မှာအိုဆာဆိုနာနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ2-0နဲ့အနိုင်ရရှိခဲ့တယ်။လော်လော်ကူကူနဲ့အနိုင်ရရှိခဲ့တော့မဟုတ်ဘူး။ဆိုတော့ဘာစီလိုနာအနေနဲ့ခက်ခဲနဲ့ပဲအနိုင်ရရှိခဲ့တယ်လို့ပြောလို့ရမယ်ပေါ့နော်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ line up ပေါ့နော်။ line up ကိုကြည့်ရအောင် line up မှာတော့ဒီ Ron Garcia ပဲ။နောက်တန်းအပြောင်းလဲမရှိဘူး။ဒါရမာတင်နဲ့ကူဘာစီနဲ့တွဲလာတယ်။ Alejandro Balde နဲ့ခွန်တေပေါ့နော်။ B နဲ့ RB မှာတော့ဒါပဲ pivot နေရာမှာတော့ကျွန်တော်တို့ရဲ့ဒီနံပါတ်6 row နေရာမှာ Eric Garcia နဲ့ Pedri နဲ့ကိုတွဲလာတဲ့ Frankie De Jong အောက်ထားတဲ့ဒီနေ့မှာလည်းပဲနံပါတ်10 row မှာတော့ Rafinha ပြန်လဲပါဝင်လာပြီးတော့နောက်ပြီးတော့ left winger မှာတော့ Marcus Rashford ရှိတယ် right winger မှာတော့ Lemaya ပဲ Ferran Torres ကိုတိုက်စစ်ကိုဦးဆောင်လာစေတယ်ပြန်မဲ့အနေနဲ့ကတော့ကျွန်တော်တို့ 5-3-2 5-4-1 4-4-2 အဲ့လိုမျိုးရှိတ်တွေအမျိုးမျိုးပြောင်းနေတယ်ပေါ့နော်ဆိုတော့ပထမပိုင်းမှာတော့ 5-3-2 4-4-2 အနေနဲ့သူဆော့လာတယ်နောက်ဒါပေမဲ့ဒုတိယပိုင်းမှာတော့ 5-4-1 ဆိုတဲ့ပုံစံနဲ့ပဲသူကလုံးလုံးကိုတေးတမှတ်ရရင်ပြီးရောဆိုတဲ့အနေထားကြီးနဲ့ကိုဆော့လာတာပေါ့နော်အဲ့တော့ဘာစီလိုနာက Frankfurt နဲ့ပွဲတုန်းကလိုပဲဒီပွဲမှာလည်းခံစားရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်လိုဘလော့နဲ့ဆော့လာမယ်လို့သိတဲ့အတွက်ကြောင့်နီးပြအနေနဲ့ဖာမင်လိုဘက်ကိုထက်မထဲဘူးပေါ့နော် Rashford နေရာမှာပေါ့ဆိုတော့ဖာမင်လိုဘက်ကိုထက်လိုက်ပြီးဆိုရင်ကကြတော့ Rafinha ကကျွန်တော်တို့ဒီ LW မှာသူကအတွင်းဘက်ကိုဝင်ပြီးတော့ကစားတဲ့အတွက်ကြောင့် overlap အနေနဲ့ကကျွန်တော်တို့ဘယ်ဒီကလိုက်ပြရတယ်ပေါ့နော်ဖာမင်လိုဘက်နဲ့ကျွန်တော်တို့တိုက်စစ်အခင်းချင်းမှာကကြတော့ Rafinha တို့အတွင်းဝင်တဲ့ပုံစံဖြစ်တယ်ပေါ့နော် Rashford ကြတော့ဒီကျွန်တော်တို့ရဲ့ low block ကိုသူ့ရဲ့ space တွေကို share စေတယ်ပေါ့နော် share ပစ်တယ်ပေါ့ဆိုတော့အဲ့ဒီအတွက်ကြောင့်ပဲကျွန်တော်တို့ကဒီနေ့ဒီပုံစံအတိုင်းနီးပြပွဲထွက်လာတယ်ဒီနေ့ပွဲမှာလည်းကျွန်တော်တို့အနေနဲ့22မိနစ်မှာလည်းကျွန်တော်ဂိုးရရှိခဲ့သေးတယ်ပေါ့နော်ဒီဂိုးကလည်းအရင်နှမျိုးဖို့ကောင်းပါတယ် Ferran Torres လမိုင်းရမယ်နဲ့ Rafinha ရဲ့ဘေးအလုပ်တဲ့အချိန်မှာ Rafinha ရဲ့ဒီဖနောင်းလေးပေါ့နော်အဲ့ဒါလေးဂျန်ခဲ့လို့ဆိုပြီးတော့အဲ့ဒီဟာလေးကကျွန်တော်တို့ rule out ဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့ကပထမပိုင်းမှာတော့ဒီကစားကွက်အသာစီးရယူခဲ့ပေမဲ့လည်းကျွန်တော်တို့အနေနဲ့ကိုမရရှိခဲ့ဘူးပေါ့နော်ဒုတိယပိုင်းမှာကဘာလို့နီးပြလူစားမလဲလဲဆိုတော့ခုနကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲပေါ့နော် Rafinha နံပါတ်10ရိုးနေရာမှာထားတယ် Dani Olmo မရှိတဲ့အတွက်ကြောင့်ပေါ့နော် Dani Olmo ရှိရင်တော့ Rafinha ကို left winger မှာထားမယ်ပေါ့နော်ဒီ Marcus Rashford ရဲ့အသုံးဝင်မှု Marcus Rashford ပဲဒီ Pedri တို့ရဲ့အတွဲဒီဘက်မှာဆိုလမိုင်းရမယ် Hulas Conte Rafinha တို့ရဲ့အတွဲတွေကတော်တော်ကိုပြိုင်မဲ့ရဲ့ဒီခန်းစစ်တို့တော်တော်အလုပ်ချုပ်စေတယ်ပေါ့နော်လမရမယ့်အနေနဲ့လည်းတော်တော်ကိုခြေစွမ်းပြခဲ့တယ်လို့ပြောလို့ရခဲ့ပေမဲ့လည်းသူကလည်းကိုရဖို့ရုန်းကန်နေရတယ်ဆိုတော့ဒီနေ့ပွဲမှာတော့ပေါ့နော်နီးပြအနေနဲ့ Eric Garcia တော်တော်ကြိုက်နေတဲ့အနေထားရှိတယ်နီးပြက Gerard Martin နဲ့ကူဘာစီကိုတွက်ထားတဲ့အတွက်ကြောင့်သူကခန်းစစ်မှာပို့ပြီးတော့ဒီထက်စိတ်ချစေခြင်းတဲ့အနေထားရှိတယ်လို့ယူဆရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့် Frankie De Jong ကိုမသုံးခဲ့ဘူး Frankie De Jong ရဲ့ defensive ကကြတော့ Eric Garcia လောက်မကောင်းဘူးလို့သူထင်တယ်ပေါ့နော်တကယ်လည်းဟုတ်ပါတယ်ဆိုတော့အဲ့ဒီအတွက်ကြောင့် MX ကလည်း low block ဆော့နေတဲ့အနေထားမှာ Pedri တယောက်ရှိရပဲကျွန်တော်တို့ဘောလုံးနေရပေါ့နော် Queen လေးကနေပြီးတော့ Pedri က pressure တွေပြီးနေခဲ့တယ်ပေါ့နော်ဆိုတော့ Frankie De Jong နဲ့ဒါဆိုရင်တော့ဘာပဲဖြစ်တော့ Frankie De Jong ရဲ့ကျွန်တော်တို့ throw ball တွေဒီ Kela pass တွေကလည်း Pedri ကိုဝင်ပေါ့စေတယ် Eric Garcia ကမကောင်းတာတော့မဟုတ်ဒါပေမဲ့ရိုင်း rip မယူရဘူးပေါ့နော် Frankie De Jong တို့လာ profile မကြည့်ဘူးလို့ကျွန်တော်အနေနဲ့ခံစားရတယ်ဆိုတော့ Frankie De Jong နဲ့ Pedri ကိုတွဲစေခြင်းနဲ့ဒီလိုမျိုးအရင် low block ဆော့တဲ့အသင်းအနေနဲ့တွေ့ရင်တော့ဒါပေမဲ့ तू ကတော့ counter ကိုတစ်ချက်ကြောက်တဲ့အတွက်ကြောင့်ဒီ defensive ကိုပို့ပြီးတော့လုံခြုံအောင်သူထားတဲ့သဘောလို့ယူဆရပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်ပဲဒုတိယပိုင်းမှာဘာမှလူစားလဲခြင်းပါခြင်းမပြူဘာလို့လူစားလဲခဲ့ရင်လည်း Fermin Lopez ပဲဝင်လာမယ်ပေါ့နော် Fermin Lopez နဲ့ Frankie De Jong မရှိရယ် Marcus Rashford ထုတ်လိုက်မဲ့အနေထားဆိုရင်လည်းပြိုင်ဘက်ရဲ့ပေါ့နော် low block ကိုဘလို့မှဖြည့်ရှင်းနိုင်မဲ့အနေထားမရှိဘူး creativity အားကောင်းတဲ့ကစားသမားတွေကအရင်မရှိဘူးဖြစ်နေတယ်ဒီပွင့်လင်းပြမယ်ဆိုတော့ Dani Olmo မပါတဲ့အတွက်ကြောင့်ကျွန်တော်တို့အတွက်အဆင်မပြေဘူးပေါ့နော်ဒီလိုမျိုးအသင်းအနေနဲ့တွေ့ရင်ထို့နေလာငါလာကြုံရမယ့်အနေထားမှာဆိုရင်တော့ Fermin Lopez အနေနဲ့အသုံးဝင်မိမယ်ဒီလို space ချင်းနေပဲရတဲ့အနေထားမှာဆိုရင်တော့အဆင်မပြေခဲ့ဘူးပေါ့နော်ဟိုဘက်မှာလည်းလမိုင်းရမယ်ကိုခန်းစစ် line တွေကို space တွေကျဲသွားအောင်လှုပ်စေပြီးတော့ဒီဘက်မှာလည်း Marcus Rashford ဒီခန်းစစ် line တွေကို space တွေကျဲသွားအောင်လို့အသုံးပြုတယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်လူစားမလဲခဲ့ဘူးဒီလိုမျိုးပဲကျွန်တော်တို့ဟာဂိုးရဖို့ရုန်းကန်ရင်းနဲ့ပဲကောင်တာပြန်ပေါက်သွားပြီပေါ့နော်အဲ့ဒီအချိန်မှာတော့ကျွန်တော်တို့ battery လှလှပပပဲခင်းပေးလိုက်တာ Rafinha ရဲ့ကိချက်တွေကအရန် clinical ဖြစ်တယ်ပြင်းလဲပြင်းတယ်ပေါ့နော် battery assistant လုပ်ပေးလိုက်တယ်ပေါ့နော်ဆိုတော့84မိနစ်မှာတော့ကျွန်တော် Frankie De Jong နဲ့ Fermin Lopez ကိုထည့်တယ်ပေါ့နော် Marcus Rashford နဲ့ပေါ်ကူဘာစီကိုထုတ်ပြီးတော့ဆိုတော့အဲ့ဒီအချိန်မှာတော့ကျွန်တော်တို့ရဲ့ဂျော်ကာကြီးက Eric Garcia က CB နေရာကိုပြောင်းသွားတယ် Fermin Lopez ကတော့ကျွန်တော်ကတော့ attacking midfield နေရာမှာဝင်မယ်လို့ထင်တာဒါပေမဲ့ attacking midfield နေရာမှာတော့ Rafinha ပဲဆက်ကစားနေပြီးတော့ Fermin Lopez ကိုဘယ်တောင်မှပို့တယ်ပေါ့နော်86မိနစ်မှာတော့ခွန်တေနဲ့ဒီနေ့ခွန်တေတော်တော်ကောင်းတယ်ပေါ့နော်ခုနေ့တော့2ဂိုးရှုပြီးတော့သူယုံကြည်မှုတွေပြန်ရနေပြီထင်ပါတယ်ခွန်တေနဲ့လမိုင်းရမယ်ရဲ့
အတွဲအလုံးနဲ့ကနေပြီးတော့ခုနေမှတင်ပေးလိုက်တဲ့အလုံးပြန်မဲ့ကစားသမားနဲ့ထိပြီးတော့ဒီဘက်မှာရာဖင်ညာပိတ်လိုက်တာတကယ်ကို share ပဲအဲ့မှာ2-0ပေါ့နော်ကျွန်တော်တို့88မိနစ်မှာတော့ Andre Christensen ဝင်တယ် Marcus Rashford ဝင်တယ် Ronny Bartegi ဝင်တယ်ပွဲကိုထိမ့်ပစ်ပြီပေါ့နော်ဘာစီလိုနာအနေနဲ့နောက်ပိုင်းကတော့ Andre Christensen ကပွဲထိမ့်ဖို့တက်လောက်ပဲသုံးလာတယ်လို့ယူဆတော့တယ်ပေါ့နော် Marcus Rashford အနေနဲ့လည်းဒီ Eric Garcia သာဒီလိုမျိုးနေရာရမယ်ဆို Marcus Rashford အနေနဲ့လည်းသူ့အနေနဲ့တဖြည်းဖြည်းနဲ့သူ့နေရာကိုပျောက်လာမယ်လို့ကျွန်တော်အနေနဲ့ယူဆရပေါ့နော်Ronny Bartegi ကတော့ဒီနေ့မှာလက်ဝင်ကပဲမှလာဆော့တယ်တွေ့ရတယ်ဆိုတော့ညီကိုတို့ဘလိုတင်လဲဘာစီလိုနာအနေနဲ့လွယ်မယ်လို့ကျွန်တော်တို့ယူဆခဲ့ပေမဲ့အိုဆာဆူနာကဘယ်တော့မှမလွယ်ခဲ့ဘူးဘာစီလိုနာအတွက်ကျွန်တော်တို့အတွက်တော်တော်ခက်ခဲခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့က9မှတ်လောလောလတ်လက်ဖြစ်ထားခဲ့တယ် Real Madrid ကတော့တပွဲကန်ရအောင်မှာပေါ့နော် Dani Olmo ကတော့ကျွန်တော်တို့ January လ Espanyol နဲ့ပွဲအမီတော့ပြန်လာမယ်လို့သတင်းနေရတယ်ပေါ့နော်ဆိုတော့ Dani Olmo ဟာလည်းပဲတကယ်ကိုသူ့ရဲ့တန်ဖိုးရနေတဲ့အချိန်မှကိုတွေသွေးနေတဲ့အချိန်မှာသူကလည်း injury ဖြစ်သွားပြီပေါ့နော်တကယ်ကိုနှမျောစရာပဲအကောင်လုံးသူ့ရဲ့လူဆုံးလာပြီဆိုရင်တော့နီးပြိုင်ပြောတဲ့အတိုင်းပဲသူအသင်းကြည့်ဆိုတဲ့အတိုင်းပဲပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့စိုးရင်ခဲ့ရတဲ့ဂျာရက်မာတင်ရဲ့နေရာမှာလည်းတဖြည်းဖြည်းနဲ့ဂျာရက်မာတင်ကတော့တကယ်ကိုခြေစွမ်းပြနေတာပေါ့နော်ကိုသမားရိုရန်ဂါစီယာတာစီဂျန်ကတော့ရိုရန်ဂါစီယာနေရာမှာကျွန်တော်တို့နေရာရဖို့မဖြစ်နိုင်တော့ပါဘူးဒီပုံစံနဲ့ဆိုရင်တော့ပေါ့နော်ရိုရန်ဂါစီယာတကယ်စိတ်ချရတယ်ဆိုတော့ညီကိုတို့ဒီလောက်ပါပဲကျွန်တော်တို့ဘာစီလိုနာအနေနဲ့တကယ်ကိုထက်ထက်တန်တန်နိုင်ပွဲရယူခဲ့တယ်ဟိုခက်ဒီတစ်ပတ်မှာ front back ကိုဥစားဆူနာကစားပုံကြီးအတူတူပဲအဲ့ဒီအတွက်ကြောင့်အပြေရှာနိုင်ခဲ့တယ်ပေါ့နော်နီးပြိုင်ဟန်စီဗီလီနေနဲ့ဆိုတော့ဘာစီလိုနာကိုနှစ်လာလီဂါကတော့ကျွန်တော်တို့မျှော်မှန်းလို့ရတယ်ချန်ပီယံလိမှာတော့ကျွန်တော်တို့အနေနဲ့ဒီထက်ပိုပြီးတော့ strong ဖြစ်လာဖို့တော့လိုသေးတယ်ပေါ့နော်ဆိုတော့ညီကိုတို့တော့ပါပဲကျွန်တော် YouTube channel လေး subscribe လုပ်ခဲ့ကြပါအောင်အားပေးတဲ့ညီကိုတယောက်ရှိစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ